ဝင်ငွေရှာလို့ရတဲ့ TikTok အကောင့်တစ်ခုကိုအခုချိန်ထိသူများစီမှာဈေးကြီးပေးပြီးတော့ဝယ်နေရတော့မယ်လားဒါဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုမှာဂျပန် TikTok အကောင့်တစ်ခုကိုဘယ်လိုမျိုးအလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးကျွန်တော်တို့တရားရခိုင်နှုန်းဖွင့်လို့ရတယ်ဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနော်โอเคပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာဂျပန် TikTok အကောင့်တစ်ခုဖွင့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် Gmail နဲ့ဖွင့်တာအကောင့်ဆုံးမှာဒီတခြားကျွန်တော်တို့ဒီ Outlook mail တွေပါနေဖွင့်ရဆိုလို့ရှိရင်တော့ Outlook အကောင့်ပြတ်သွားတာတော့ပါလို့ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ TikTok အကောင့်ကကျွန်တော်တို့ဒီတစ်ခါတည်းကျွန်တော်ပြတ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က Gmail အကောင့်တစ်ခုကိုအရင်ဆုံးဖွင့်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်က Gmail အကောင့်ကိုပါတစ်ခါတည်းဒီဗီဒီယိုမှာကျွန်တော်ဖွင့်ပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ဖုန်းရဲ့ setting တွေကိုဝင်လိုက်ပါဝင်ပြီးတော့ဒီ account and backup ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါโอเค account and backup ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ manage account တွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါအဲ့ဒီထဲမှာကျွန်တော်တို့ဒီအောက်မှာ add account ဆိုတာရှိရပါတော့အဲ့ဒီ add account ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคဒီနေရာမှာကျွန်တော်တို့က Google account ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ Google ကိုကျွန်တော်တို့ရွေးပေးရမှာပဲဖြစ်ပါတယ်โอเคဒီနေရာမှာကျွန်တော်တို့ရဲ့ဒီဖုန်းမှာကျွန်တော် fingerprint ကိုကျွန်တော်ဒီပေါ့နော်ဖုန်းရဲ့ button တွေ password တွေပေးထားရဆိုတော့တောင်းပါဖြစ်ပါတယ်โอเคဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ Google account တစ်ခုဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်အောက်က create account ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါအဲ့ဒီအပေါ်မှာတော့ကျွန်တော်တို့ဒီမှာပေါ့နော် for my personal use ဆိုတာကိုပဲကျွန်တော်တို့ရွေးပေးရပါမယ်โอเคဒီနေရာမှာတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီပေါ့နော် Google ရဲ့ကျွန်တော်တို့ဒီ first name နဲ့ last name ကိုပေးပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီအပေါ်မှာကျွန်တော်ဒီပေးချင်တဲ့ Google ရဲ့ဒီဟိုဟာ account နာမည်ကိုကျွန်တော်ပေးပေးလိုက်ပါမယ်နာမည်က3လုံးဖြစ်နေရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်မှာ first name မှာနာမည်2လုံးဒီအောက်မှာကျွန်တော်တစ်လုံးပေးပေးလိုက်ပါတော့โอเคပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ next ကိုနှိပ်ပေးလိုက်ပါဒီနေရာရောက်သွားပြီဆိုလို့ရှိရင်တော့မိမိရဲ့ဒီကျွန်တော်တို့ဒီဘောပါပေါ့နော်ဒီမွေးနေ့ကိုဖြည့်ပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့မွေးနေ့အမှန်ကိုကျွန်တော်တို့ထည့်ပေးလိုက်ပါโอเคဒီအောက်ကကျွန်တော်တို့ဒီ agenda ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကယောက်ျားလေးလားဒီ main ကလေးလားဆိုတာကိုကျွန်တော်ရွေးပေးအောင်ပါတော့ကျွန်တော်ကတော့ဒီ mail ကိုရွေးပေးလိုက်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ next ကိုတွားလိုက်ပါโอเคပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပေါ့နော်ဒီအပေါ်မှာသူကဒီမှာပေါ့နော်ဒီလိုင်မင်းချိန်ပေါ့နော်ဒီမှာကျွန်တော်လိုင်မင်းချိန်လို့ကျွန်တော်ပေးခဲ့တယ်အဲ့ဒီမှာကျွန်တော်တို့ကလိုင်မင်းချိန်ဆိုတဲ့နာမည်နဲ့ကျွန်တော်တို့ဖွင့်မယ်ဆိုလို့ရှိရင်ဒီပေါ်မှာသူကဘယ် Gmail တွေကဖွင့်လို့ရလဲဆိုတာကိုကျွန်တော်သူကပြောပြထားပြီပေါ့နော်ကျွန်တော်ကတော့ဒီအပေါ်ကဒီလိုင်မင်းချိန်85@gmail.com ဆိုတဲ့ဟာကိုကျွန်တော်ရွေးပေးလိုက်ပါတယ်ပြီးသွားရင်တော့ကျွန်တော် next ကိုနှိပ်လိုက်ပါโอเค password ကိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီ password ကိုကျွန်တော်ထည့်ပေးလိုက်မယ်โอเคပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော် next ကိုနှိပ်ပေးလိုက်ပါโอเคဒါဒီမှာပေါ့နော်ဒီဒါဆိုလို့ရှိရင်ကျွန်တော် Google account တစ်ခုကိုကျွန်တော်တို့ဒီဖွင့်ဖို့အတွက်ကျွန်တော်ပြီးတော့မယ်ပေါ့နော်အဲ့ပြီးတော့ကျွန်တော် next ကိုဆက်သွားလိုက်โอเคပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်ဒီ whole option ကိုဆွဲလိုက်ပြီးရင် I agree ကိုကျွန်တော်နှိပ်ပေးလိုက်ပါဒီ Google account ကတော့ကျွန်တော်တို့ဒီတော်တော်များများစီမှာရှိပြီးသားဖြစ်တဲ့အတွက်ကျွန်တော် Google account ကိုဒီမဖွင့်တတ်တဲ့သူတွေအတွက်ကျွန်တော်ရည်ရွယ်ပြီးတော့ကျွန်တော်ဖွင့်ပြပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီပေါ့နော်ဒီစကားပြောတာလည်းကျွန်တော်မြန်လေးပဲကျွန်တော်သွားလိုက်တယ်တကယ်လို့အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment box မှာမေးထားပေးလို့ရတယ်ပေါ့နော်โอเคဟုတ်ပြီကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာကျွန်တော်တို့ဒီပေါ့နော်ဒီအပေါ်မှာကျွန်တော်တို့ဒီကျွန်တော်တို့ software ဖွင့်ထားတဲ့ line mission 85ဆိုတဲ့ကျွန်တော်တို့ Google account တစ်ခုကိုကျွန်တော်တို့ရပြီအဲ့ဒီအချိန်ထိကျွန်တော်တို့ကဒီ Japan TikTok account ကိုဖွင့်တဲ့အချိန်မှာကျွန်တော် VPN တွေပါတယ်မလိုသေးဘူးပေါ့နော်Gmail ကတော့ကျွန်တော်တို့ဒီပုံမှန်အတိုင်းပဲကျွန်တော်တို့ဖွင့်လိုက်ရုံပဲဒီပေါ့နော်ဘာ VPN မှာကျွန်တော်ခံစရာမလိုဘူးပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကဒီ Japan TikTok account တစ်ခုကိုကျွန်တော်လိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီပေါ့နော် Japan region ကိုကြော်တဲ့ဒီ VPN တစ်ခုတော့ကျွန်တော်လိုတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီပေါ့နော်ကျွန်တော်တခါတည်းပဲဒီအဲ့ Japan region ပါတဲ့ VPN တစ်ခုကိုလည်းကျွန်တော်တခါလေးမိတ်ဆက်ပေးမယ်အဲ့တော့ကျွန်တော်တို့ Play Store တွေကိုကျွန်တော်တို့ဝင်လိုက်ပါโอเคဒီထဲကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီအောက်မှာ search ဆိုတာရှိရဲအဲ့ဒီ search ဆိုတာကိုနှိပ်ပြီးတော့မှအပေါ်မှာကျွန်တော်တို့ Lepcha VPN လို့ရလိုက်ပေါ့နော်LVCHA VPN ဆိုအပေါ်ဆုံးမှာကျွန်တော် LVCHA ဆိုပြီးတော့မှရိုက်လိုက်ရင်အပေါ်ဆုံးမှာ LVCHA VPN APK ဆိုပြီးတော့ကြာလာတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်နှိပ်လိုက်ပါဒါဒီမှာပေါ့နော်ဒီအပေါ်ဆုံးကကျွန်တော်အနီရောင်လေးပေါ့နော်ဒီတရုတ်စာနဲ့အနီရောင်လေးကိုကျွန်တော်နှိပ်ပေးလိုက်ပြီးသွားရင်တော့ကျွန်တော် install ကိုနှိပ်ပေးလိုက်ပါဒီ VPN ကကျွန်တော်တို့ဒီ Facebook တွေပါတွေတုံးရလဲအရန်ကိုအဆင်ပြေတဲ့ VPN ဖြစ်လို့ကျွန်တော်တို့ဒီပုံမှန်တိုင်း Facebook သုံးဖို့အတွက်ဆိုရင်လည်းကျွန်တော်တို့ဒီ VPN ကိုအသုံးပြုလို့ရပါတယ်โอเคခုလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီမှာပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအပြင်ကိုပြန်ထွက်လိုက်ပြန်ထွက်ပြီးတော့မှအဲ့ဒီပေါ့နော်ဒီအနောက်ဆုံးမှာကျွန်တော်တို့ Lepcha VPN ဆိုတဲ့ကောင်ကိုကျွန်တော်တို့ဖွင့်ပေးလိုက်ပါโอเคဒီနေရာရောက်ပြီဆိုတော့သူကဒီမှာအပေါ်မှာတော့ဒီလက်လေးနဲ့ဒီ connect ဆိုတာကိုနှိပ်ဖို့အတွက်သူပြထားတယ်ပြီးရင်တော့ဒီပေါ့နော်ဒီ okay ဆိုတာကိုကျွန်တော်နှိပ်ပေးလိုက်โอเคနှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီပေါ့နော်ဒီမှာအောက်ကဒီပုံနေတဲ့ဟာကိုကျွန်တော်ထပ်ပြီးတော့နှိပ်ပေးလိုက်
okay ပြီးရင်တော့ stack ကိုသွားလိုက်ဒီမှာကျွန်တော်တို့ကဒီပြီးရင်တော့ဒီအောက်က home ဆိုတာကိုပြန်သွားလိုက်ဒီမှာကျွန်တော်တို့ကဒီမှာပေါ့နော်အောက်မှာ Singapore လို့ပေါ်နေတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီဟာ Singapore region ပဲဖြစ်နေသေးတယ်ဒါဆိုတော့ကျွန်တော်တို့က Japan region ကိုပြန်ပြောင်းပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ဒီ close ဆိုတဲ့အစိမ်းလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ဒီ Singapore ဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်လိုက်okay ဒီမှာကျွန်တော်တို့ဒီမှာပေါ့နော်ဒီအောက်မှာဒီမှာဂျပန်ဆိုတာရှိပေါ့နော်အဲ့ဂျပန်ဆိုတဲ့ဟာကိုကျွန်တော်ရွေးပေးရမှာပဲဖြစ်ပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီထိတ်ကအပေါ်ကကျွန်တော်ဘယ်ဘက်အပေါ်တောင်ကများလေးနဲ့နောက်ကိုပြန်ထွက်လိုက်ထွက်ပြီးရင်ဒီမှာဂျပန်လို့ပေါ်နေပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်ကကျွန်တော် connect ဆိုတာကိုကျွန်တော်နှိပ်လို့ရပြီပေါ့နော်okay အဲ့လိုမျိုးနှိပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ရဲ့ဒီပေါ့နော်ဖုန်းက VPN ရှိတ်သွားပြီကျွန်တော်တို့ဒီ Japan Japan region ကိုကျွန်တော်ရှိတ်ထားပြီးပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီပေါ့နော် TikTok account တွေစပြီးတော့မှဖွင့်တော့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီပေါ့နော်ဒီ VPN က Japan region ဟုတ်ဖို့ပေါ့နော်ဟုတ်နေဖို့ကျွန်တော်လိုအပ်တယ်ပေါ့နော်အဲ့ဒါအရင်ကိုရေးကြည့်ရပေါ့နော်မဟုတ်ဘူးဆိုရင်ကျွန်တော်စဖွင့်လိုက်တာ ਨੇ ကျွန်တော်တို့ကဒီတခြားဥမာမြန်မာ region ဆိုလဲမြန်မာ region account ကြီးဖြစ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာစစ်ဖို့လိုမလဲဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့ဒီပေါ့နော်ကြော်ထားတဲ့ VPN ကပေါ့နော်ဒီ Japan region ဟုတ်မဟုတ်ဆိုတာကိုကျွန်တော်တို့ဘယ်လိုစစ်ရမလဲပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒီ Chrome ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါကျွန်တော်တို့ဒီအပေါ်က search box မှာကျွန်တော်တို့ဟိုပေါ့နော်ဒီမှာwhat is IP or what is IP ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်အဲ့ဒီဟာတွေကိုကျွန်တော်ဝင်လိုက်okay ဝင်ပြီးသွားပြီဆိုလို့ရှင်တော့ဒီမှာပေါ့နော်ဒီပုံမှန်ဆိုဒီမှာဂျပန်စာလေးပေါ်နေပြီဆိုလို့ရှင်တော့ဒါကျွန်တော်တို့ရဲ့ဒီ VPN ကြော်ထားတာကဂျပန် region ဖြစ်ဖို့များတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တေချာသွားအောင်လို့ကျွန်တော်တို့ဒီအောက်ကိုသွားလိုက်သွားပြီးတော့မှဒီမှာပေါ့နော် what is my IP address ဆိုတာရှိရပေါ့နော်အဲ့ဒီ what is my IP address ဆိုတဲ့အောက်ကကျွန်တော်တို့ဒီစာအပြာရောင်လေးကိုကျွန်တော်တို့နှိပ်ပေးလိုက်okay ဒါဆိုလို့ရှိရင်เนาะကျွန်တော်ဒီထက်ကိုရောက်သွားပြီဆိုရင်ဒီအောက်မှာပေါ့เนาะဒီမှာပေါ့เนาะဒီမှာ city တို့ region တို့ country တို့မှာကျွန်တော်တို့ဒီမှာတော့ country မှာ Japan ဒီအပေါ်က city တို့ region တို့မှာဆိုလို့ရှိရင်တော့ Tokyo ပေါ့เนาะဂျပန်နိုင်ငံရဲ့ Tokyo region နဲ့ကျွန်တော်တို့ရဲ့ဒီပေါ့เนาะဒီ VPN က region ဖြစ်ဟို Japan region ဖြစ်နေပေါ့เนาะအဲ့ဒီအတွက်ကျွန်တော်တို့ကဟုတ်ပြီဒါဆိုရင် Japan region ဖြစ်တာသေချာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ TikTok account တစ်ခုကိုစပြီးတော့မှကျွန်တော်တို့ဖွင့်လို့ရပြီပေါ့เนาะ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ Chrome မှာပဲကျွန်တော်တို့ဒီညာဘက်ကအပေါ်ကဒီပေါ့เนาะဒီညာဘက်အပေါ်တောင်က2ဆိုတဲ့နေရာကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာပေါ့နော်ဒီ new tab ဆိုတဲ့ဟာပေါ့နော်ဒီအပေါ်ကအပေါင်းလေး new tab ဆိုတာကိုကျွန်တော်တို့ okay sorry ဒီ new tab ဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာဗာရိုက်ပေးရမယ်ဆိုလို့ရှိရင်เนาะ tiktok.com ပေါ့နော်TikTok login ဆိုပြီးရိုက်လိုက်လေရတယ် okay အဲ့လိုမျိုးနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာပေါ့နော်ဒီအပေါ်မှာဒီမှာ TikTok အောက်က login ဆိုတဲ့ဟာပေါ်လာတယ်အဲ့ဒါကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါokay ဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်တော့သူကပေါ့နော်ဒီအောက်မှာကျွန်တော်တို့ application နဲ့သုံးပါလားလို့သူကမေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ကမသုံးပေါ့နော် non ကိုပဲကျွန်တော်တို့နှိပ်လိုက်ပါဟိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်မှာကျွန်တော်တို့ဒီမှာပေါ့နော်အနီရောင်လေးနဲ့ sign up ဆိုတာရှိရပေါ့နော်အဲ့ဒီ sign up ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရပါမယ်okay ဒီ sign up ဆိုတဲ့နေရာကနေဒီအောက်မှာ login ဆိုပြီးပြောင်းသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်ကကျွန်တော်တို့ပေါ့နော်ဒီအပေါ်မှာ use phone or email ဆိုတာရှိရပေါ့နော်use phone or email ဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါokay ဒီနေရာမှာကျွန်တော်တို့ရဲ့မွေးနေ့ကိုကျွန်တော်ထည့်ပေးရမှာပေါ့နော်အစောကကျွန်တော်တို့ဒီထည့်ခဲ့တဲ့ရှိမှာပေါ့မွေးနေ့ Google account ဖွင့်တော့ကမွေးနေ့အတူတူပဲကျွန်တော်ထည့်ပေးရင်လည်းရတယ်ထားပါဒီအတူမတူလဲရတယ်ပေါ့နော်ပြဿနာတော့မရှိဘူးအဲ့ရောကျွန်တော်တို့ကအတူတူပေးချင်တယ်ကိုယ့်ရဲ့မွေးနေ့အမှန်ကိုထည့်လိုက်ရင်လည်းရတယ်ပေါ့နော် okay ပြီးရင်တော့ next ကိုတွာလိုက်အဲ့ဒီမှာကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ကြော်ထားတဲ့ဒီဟိုပါပေါ့နော် VPN က Japan region ဟုတ်မဟုတ်ဆိုတာဒီမှာလဲကျွန်တော်တို့ကြည့်လို့ရတယ်ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်တို့ရဲ့ဒီပေါ့နော် VPN က Japan region ဖြစ်နေတဲ့အတွက်ဒီမှာပေါ့နော် JP ဆိုပြီးတော့မှဒီမှာပေါ်နေပေါ့နော်80+81ဆိုတဲ့ဒီပေါ့နော်သူ့ရဲ့ဒီကျွန်တော်တို့ဖုန်းနံပါတ်ကုတ်နဲ့ပေါ်နေရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီဟိုပါပေါ့နော်ဒီ VPN ကကျွန်တော်တို့ Japan region ရှိတ်ထားတာအောင်မြင်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီဖုန်းပေါ့နော်ဒါဖုန်းနံပါတ်နဲ့ကျွန်တော်ဖွင့်မှာမဟုတ်ဘူး email နဲ့ဖွင့်မှာဖြစ်တဲ့အတွက်အဲ့ဖုန်းနံပါတ်ရဲ့နောက်က email ဆိုတာကိုကျွန်တော်နှိပ်လိုက်ပါ okay အဲ့ဒီနေရာမှာကျွန်တော်တို့အစောနာတုန်းကကျွန်တော်တို့ Google account တစ်ခုဖွင့်ခဲ့တယ်ပေါ့နော်ဒီအဲ့ Google account ရဲ့ဒီကျွန်တော်တို့ address ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ကထည့်လိုက်မယ်line min ကျွန်တော်အစောကပေးခဲ့တာline min SHAIN ပေါ့နော်line min ရှိန်85လို့ကျွန်တော်ပေးခဲ့တယ်@gmail.com ပေါ့နော်gma sorry mail gmail ပေါ့နော် .com ပေါ့နော်.com ဆိုပြီးတော့ကျွန်တော်ဒီမှာပေးခဲ့တယ်ပြီးရင်တော့ကျွန်တော်တို့ next ကိုဆက်သွားလိုက်ပါokay ဒီနေရာမှာကျွန်တော်တို့ကဒီပေါ့နော်ဒီဟာကကြောက်တော့ကျွန်တော်တို့ဒီ TikTok account ရဲ့ password ဖြစ်ပါတယ်ဒီဟာကလည်းအရေးကြီးရပေါ့နော်အဲ့တော့ဒီနေရာမှာလည်းကျွန်တော်တို့ password ပေးရမှာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော် password ကိုရိုက်လိုက်မယ်ဒီ
သူကတော့ကျွန်တော်တို့ဗောနော်ဒီဗောနော်ဒီကျွန်တော်တို့ဒီ sign board တစ်ခုခုတော့ပါတဲ့နေဗောနော်အဲ့လိုမျိုးပါမှသာလင်သူကသူ့ရဲ့ဒီ password ပေးတာပြည့်စုံတာဗောနော်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာပေါ့နောက်က hash တို့ဒီ exclamation mark တို့နောက်ပြီးတော့ dollar hash sign တွေပါလို့ပေးလို့ရတယ်ဗောနော်အဲ့လိုမျိုးပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ sign up ကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်မှာဒီ password ကိုစိတ်မှလာလို့မရဘူးเนาะအဲ့ဒါကိုကျွန်တော်မစိဘူး okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီပေါ့နော်အစောကဒီဖွင့်ထားတဲ့ဒီ Gmail account ရဲ့ Gmail တဲ့ကိုဒီ TikTok ကနေပြီးတော့မှကုတ်ပို့ထားတယ်ဗောနော်ကုတ်တစ်ခုပို့ထားရှိတယ်အဲ့ဒီကုတ်ကိုကျွန်တော်တို့ကသွားယူပေးရမှာဖြစ်တယ်ဗောနော်အဲ့ဒီတော့ကျွန်တော်ကအပြင်ကိုပြန်ထွက်လိုက်တယ်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာကျွန်တော် Gmail ဗောနော်ဒီမှာ Gmail application ရှိရယ်ဗောနော်အဲ့ဒီ Gmail တဲ့ကိုကျွန်တော်တို့ဝင်လိုက်okay ဝင်သွားပြီအောက်က gold is ဆိုတာကိုကျွန်တော်နှိပ်ပေးလိုက်ပါအဲ့မှာကျွန်တော်ကဒီမှာပေါ့နော်အောက်ကကျွန်တော်ဖွင့်ထားတဲ့ account ကိုကျွန်တော်ဒီအောက်က take me to email ဆိုတာကိုကျွန်တော်သွားလိုက်မယ် okay ပြီးရင်တော့ကျွန်တော် allow ပေးလိုက်ပြီးရင်တော့ကျွန်တော်ကဒီမှာပေါ့နော်ဒီတခြား account ဖြစ်နေရဖြစ်တဲ့အတွက်ကျွန်တော်အဲ့တခြား account ရဲ့နေရာမှာကျွန်တော်ဒီပေါ့ဒီအောက်ကဒီ account ကိုကျွန်တော်စောဖွင့်ခဲ့တဲ့ account ကိုကျွန်တော်ပြောင်းလိုက်တယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီကျွန်တော်တို့ TikTok ကနေပြီးတော့ကုတ်ပို့ထားပြီးပြီဒီမှာအဲ့ TikTok ဟိုကုတ်ထဲအဲ့ထဲကိုဝင်ကြည့်လို့ရတယ်ဒီမှာပေါ့နော်အစောကကျွန်တော် TikTok account ဖွင့်တော့ကဒီမှာကုတ်တောင်းနေပေါ့နော်အဲ့ဒီကုတ်ကအဲ့ဒီကျွန်တော်တို့ဒီအစောဖွင့်ခဲ့တဲ့ကျွန်တော်ဒီ TikTok မှာထည့်ခဲ့တဲ့ Gmail တွေကိုတွားယူပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီတော့အဲ့ဒီကုတ်ကိုကျွန်တော်တို့က copy ယူခဲ့ယူပြီးတော့ကျွန်တော်အစောကဒီ Chrome မှာပေါ့နော် Chrome မှာဖွင့်ခဲ့တဲ့ဒီမှာကုတ်တောင်းနေတဲ့နေရာကိုကျွန်တော်တို့ icon ကိုပေါ့နော် copy ယူခဲ့ပြီးတော့မှဒီနေရာကို okay တကယ်လို့ page ချလို့မရဘူးဆိုရင်တော့အဲ့ဒီ number ကိုကျွန်တော်မှတ်ခဲ့လိုက်ပေါ့နော်အဲ့မှာ038375ပေါ့နော် okay ဒီမှာ038375ဆိုပြီးတော့မှကျွန်တော်ရိုက်ထည့်လိုက်ပေါ့နော်ရိုက်ထည့်လိုက်ပြီဆိုလို့ရှိရင်တော့သူကဒီရှေ့ကိုဆက်ပြီးတော့မှသူ run နေပြီဖြစ်ပါတယ် okay ဒါကိုတော့ကျွန်တော်ခေတ္တစောင့်ဆိုင်ပေးလိုက်ပါokay ဒါဆိုလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ TikTok ရဲ့ account ရဲ့ user name ကိုသူတန်းပြီးတော့မှသူပေးခိုင်းတယ်ပေါ့နော်ပေးခိုင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပေးပေးရမယ်အစောကကျွန်တော်ဒီရှိမှာပေးခဲ့တဲ့နာမည်အတိုင်းပဲကျွန်တော်ပေးပေးမယ်သူကအသေးနဲ့ပေါ့နော်အသေးနဲ့သူကဟိုရှေ့မှာအကြီးစလုံးဖြစ်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်က H ကိုအသေးနဲ့ပဲကျွန်တော်ဒီမှာဒီပေါ့နော်line min chain 65ဆိုပြီးကျွန်တော်ပေးပြီးတော့မှ sign နဲ့ဆိုတာကိုကျွန်တော်နှိပ်လိုက်ပါတယ်okay ဒါဆိုရင်တော့သူက TikTok တွေကိုသူ log in ဆိုပြီးတော့သူဝင်သွားပြီပေါ့နော်ဝင်သွားပြီဆိုလို့ရှိရင်တော့ okay ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီ VPN ကကျွန်တော် Japan region ကိုကြော်ပြီးတော့မှကျွန်တော်တို့ဖွင့်ခဲ့တာဖြစ်တယ်ဖွင့်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီပေါ့နော်စပြီးတော့မှကျွန်တော်ပြန်ပြောရမယ်ဆိုတော့ Gmail account ဖွင့်တဲ့အချိန်မှာကျွန်တော် VPN ခံထားစရာမလိုဘူးအဲ့ဒီလို VPN ခံထားရဆိုလို့ရှိရင်တော့ကျွန်တော်ပြဿနာရှိနိုင်တယ်ပေါ့နော်ရှိနိုင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီ VPN ကိုခံထားတဲ့အတွက်ကျွန်တော်ဒီ Google account ဖွင့်တဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းနံပါတ်တွေပါတောင်းနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့က Google account ဖွင့်တဲ့အချိန်မှာလုံးဝကျွန်တော်တို့ဒီပေါ့နော် VPN ကိုခံထားစရာမလိုပါဘူးအဲ့ဒီ Google account ဖွင့်ပြီးကျွန်တော်တို့ဒီပေါ့နော် TikTok account ဖွင့်ကန်ဒီမှာဒါလည်းကျွန်တော်တို့က VPN ကိုခံပေးရမှာပဲဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့အရေးကြီးဆုံးအချက်အနေနဲ့ကျွန်တော်တို့ရဲ့ account က Japan region account ဖြစ်ပြီလားဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီအောက်မှာကျွန်တော်ညာဘက်အောက်တောင်မှာ profile ဆိုတဲ့ဟာကိုကျွန်တော်နှိပ်လိုက်okay နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီညာဘက်အပေါ်တော့မှာအဆက်လေး30ရှိတယ်အဲ့ဒီအဆက်လေး30ကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ်တော့ဒီမှာ manage account ဆိုတဲ့ထဲကိုဝင်လိုက် okay ဝင်လိုက်ပြီဆိုလို့ရှိရင်တော့အောက်မှာကျွန်တော်တို့ဒီမှာတော့ account region ဆိုတဲ့နေရာမှာ Japan ဆိုပြီးတော့မှပေါ်နေပြီပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ account ကကျွန်တော်တို့ Japan region ဖြစ်သွားပြီ okay Japan region ဖြစ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအောင်မြင်သွားပြီပေါ့နော်ကျွန်တော်တို့ Japan region account ဖွင့်တာရှင်းပဲဘာပြဿနာမှမရှိဘဲနဲ့ကျွန်တော်တို့အဆင်ပြေနဲ့အောင်မြင်သွားပြီပဲဖြစ်ပါတယ် okay အဲ့ဒီလိုမျိုးအောင်မြင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကကျွန်တော် Chrome browser မှာကျွန်တော်ဖွင့်နေတာဖြစ်တယ်ပေါ့နော်အဲ့ဒီလိုမျိုးအကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒီ home နဲ့ပြန်ထွက်လိုက်ပြန်ထွက်ပြီးတော့မှကျွန်တော်ဒီနောက်ဆုံးမှာကျွန်တော်တို့ဒီမှာပေါ့နော် TikTok ပေါ့နော်TikTok ရှိရဲအဲ့ TikTok တွေကိုကျွန်တော်တို့ဝင်လိုက်okay TikTok တွေကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအောက်မှာ agree and continue ဆိုတာကိုနှိပ်လိုက်okay ပြီးရင်တော့အလောင်းပဲပေးလိုက်ပေါ့နော်ဒီမှာကတော့ကျွန်တော်တို့ဒီမှာ skip ကိုနှိပ်လိုက်လေရတယ်ပြဿနာမရှိဘူးပြီးရင်တော့ကျွန်တော် start watching ဆိုတာကိုကျွန်တော်နှိပ်ပေးလိုက်ပါokay ဒီနေရာမှာကျွန်တော်တို့ပေါ့နော်ဒီမှာသူကအောက်ကိုဆွဲခိုင်းတယ်ဆွဲပေးလိုက်ဆွဲပြလိုက်ပြီးရင်တော့ကျွန်တော်တို့ကဒီညာဘက်အောက်တောင်က profile ဆိုတဲ့ထဲကိုကျွန်တော်ဝင်လိုက်လို့ရပြီ okay ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ကlog in ဝင်လို့ရပြီပေါ့နော်ကျွန်တော်တို့ account ဖွင့်ထားပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့က log in ဝင်လို့ရပြီရပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့က log in ဝင်မယ်ပေါ့နော်ဒီမှာlog in ဝင်တဲ့နေရာကတော့ဒီနေရာပဲအဲ့မှာအပေါ်ဆုံးကကျွန်တော် use phone email user name ဆိုတာကိုကျွန်တော်နှိပ်ပေးလိုက်
โอเคဒီနေရာမှာကျွန်တော်တို့ကဘောနော်ဖုန်းနံပါတ်နဲ့ဝင်မှာမဟုတ်ဘူး email တို့ user name နဲ့ဝင်မှာဖြစ်တဲ့အတွက်ဖုန်းဆိုတဲ့နောက်က email user name ဆိုတာကိုကျွန်တော်တို့နှိပ်လိုက်ဒီနေရာမှာကျွန်တော်တို့ဖွင့်ခဲ့တဲ့အစောကကျွန်တော်တို့ဘောနော်ဒီမှာHLA ရိုက်လိုက်ပြီးရင်တော့ကျွန်တော် continue ကိုဆက်သွားလိုက်โอเคဒီနေရာကိုရောက်သွားပြီဆိုတော့ तू ကတစ်ခါဝင်နေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ security ဒီပေါ့နော်အရာကျွန်တော်တို့ဒီမှာပေါ့နော် email မှာကျွန်တော်တို့ကုတ်ကတော့အများနဲ့ကျွန်တော်တို့ပို့ပေးတယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာကုတ်တောင်းနေဆိုလို့ရှိရင်တော့ကျွန်တော်အစောက Gmail တွေကိုဒီ Gmail တွေကိုပြန်သွားပြီးတော့မှအဲ့ဒီကုတ်ကိုကျွန်တော်တို့ထပ်ပြီးတော့ယူပေးရမှာဖြစ်ပါတယ် तू ကဒီမှာပေါ့နော် refresh လုပ်လိုက်ရင်ဒီမှာအပေါ်မှာနောက်ထပ်တစ်ခုပို့ထားပေးတာပဲဖြစ်ပါတယ်ပေါ့နော်ဒီမှာသူ့ရဲ့ကုတ်ကကျွန်တော်ဒီမှာကြည့်လို့ရတယ်အပေါ်မှာ865996ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ865996ဆိုပြီးတော့ရိုက်လိုက်ပေါ့နော်โอเคအဲ့လိုမျိုးရိုက်ပြီးသွားရင်တော့ဒီမှာစောင့်လိုက်စောင့်ပြီးသွားရင်တော့ဒီလိုပေါ်လာပြီဒီလိုပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာတော့ညာဘက်အောက်တောင်က profile ဆိုတဲ့ထက်ကိုပဲပြန်ပြီးတော့ဝင်လိုက်โอเคပြီးရင်တော့ဒီလိုပေါ်လာရင်တော့ကျွန်တော်အဆောင်ပေးလိုက်ပြီးတော့ဒီမှာပေါ့နော်โอเคဒီမှာကျွန်တော်တို့ရဲ့ဒီ Facebook က friend တွေကိုသူကဒီမှာလာပြီးတော့ပြစေချင်လားပါတော့ကိုကမပြစေချင်ဆိုတော့ဒုံတော့အဆောင်ကိုပဲနှိပ်ပေးလိုက်โอเคဒီမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီကောင်ကိုကျွန်တော်ပြန်ပိတ်လိုက်ဒီမှာပေါ့နော်ကျွန်တော်အစောကတည်းရှိမှာကျွန်တော် line mission 65ဆို user name နဲ့ကျွန်တော်ပေးခဲ့တယ်။ Okay ပြီးရင်ကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့ရဲ့ဒီဟာက application ထဲမှာကောတကယ် Japan region ဖြစ်ရလားဆိုတာကိုကျွန်တော်တို့စစ်ဆေးမယ်ပေါ့နော်။ Okay ဒီမှာဒါက TikTok application ဖြစ်တယ်ပေါ့နော်။အဲ့ဒီထဲမှာကျွန်တော်ညာဘက်အပေါ်တောင်ကဒီ SL30 ပုံစံကိုကျွန်တော်တို့နှိပ်ပေးလိုက်။ Okay အဲ့ဒီမှာကျွန်တော် setting and privacy ဆိုတဲ့ထက်ကိုကျွန်တော်ဝင်ပေးရမှာပဲဖြစ်ပါတယ်။ Okay အဲ့ဒီမှာကျွန်တော်တို့အပေါ်ဆုံးက account ဆိုတာကိုကျွန်တော်နှိပ်လိုက်ပါ။ Okay ဟုတ်ပြီပြီးရင်တော့အပေါ်ဆုံးက account information ဆိုတဲ့ထက်ကိုချက်ပြီးတော့ဝင်ပေးရပါမယ်။ Okay ဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ account region က Japan region ဖြစ်တယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီပေါ့နော် Japan region account ဖွင့်တာကအောင်မြင်သွားပြီပဲဖြစ်ပါတယ် Okay ထပ်ပြီးတော့မှကျွန်တော်တို့စစ်မယ်ပေါ့နော်ဒါက Japan region တော့ဖြစ်သွားပြီဟုတ်ပြီဒါပေမဲ့ Japan region ဖြစ်သွားပြီဆိုပြီးဖြစ်သွားတယ်ဆိုပေမဲ့ကျွန်တော်ငွေရှာလို့ရတာပေါ့နော်ဝင်ငွေရတဲ့ account ဖြစ်လာဆိုတော့ကျွန်တော်ထပ်ပြီးတော့စစ်မယ်ပေါ့နော် Okay စစ်မယ်ဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးကဘယ်ဘက်ပေါ်တော့ကမြားလေးနဲ့ပြန်ထွက်လိုက်နောက်ထပ်တစ်ချက်ပြန်ထွက်လိုက်ပါတော့ပြန်ထွက်ပြီးသွားပြီ Okay ရှေ့တီအောင်ကျွန်တော်တို့ဒီမှာပေါ့နော်ဘယ်ဘက်အပေါ်တော့ကမြားလေးနဲ့ပြန်ထွက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ညာဘက်အပေါ်တော့ကကျွန်တော်အဆက်လေး30ကိုကျွန်တော်ပြန်ပြီးတော့မှနှိပ်ပေးလိုက်ဝင်နေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာအပေါ်မှာ TikTok Studio ဆိုတဲ့ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ TikTok Studio ဆိုတဲ့ကိုကျွန်တော်တို့ဝင်လိုက်Okay ဒီအဲ့ထဲကိုကျွန်တော်ဝင်လိုက်ပြီဆိုလို့ကျွန်တော်ဒီမှာ monetization center is now in TikTok Studio လို့ပေါ်လာတယ်ပေါ့နော် Okay ပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်ကအမားကြီးနဲ့ပြန်ဖြောက်လိုက်ဖြောက်ပြီးသွားပြီဆိုလို့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီအောက်မှာကျွန်တော် creator reward program ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်ဒီမှာဒီကျေပုံစံလေးနဲ့ star ပုံစံလေးနဲ့ရှိတယ်အဲ့ဒီဟာကကျွန်တော်ဝင်ငွေရှာလို့ရတဲ့ program တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်အဲ့ထဲကိုကျွန်တော်ဝင်ကြည့်လိုက်ပါOkay ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်တို့ကဒီမှာပေါ့နော်ဝင်ငွေရှာလို့ရတဲ့ဒီအနေထားကိုရအောင်ဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအသက် session နဲ့ပြည့်ရမှာပေါ့နော်အသက် session နဲ့ပြည့်တယ်ဆိုတာကတော့ကျွန်တော်တို့ဒီ TikTok account စောက်ဖွင့်ခဲ့တာကျွန်တော်ကဒီမှာเนาะ session နဲ့ပြည့်အောင်ဖွင့်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီမှာတော့ကျွန်တော်တို့ရှိမှာအမှန်ကြီးလေးပြသွားပြီ Okay ဟုတ်ပြီဘာတွေထပ်ပြီးတော့လိုသေးလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့နော် have at least 10k follower ပေါ့နော် 10k follower ကျွန်တော်တို့ပြည့်ရမယ်ပေါ့နော် 10k ပေါ့နော်follower 10k ပြည့်ရမယ်follower 10k ဆိုတော့ကျွန်တော်တို့ပေါ့နော်1000ပေါ့နော် follower 1000ပြည့်ရမယ်နောက်ပြီးတော့မှကျွန်တော်တို့ဒီအောက်မှာထပ်ပြီးတော့အရေးကြီးတာတစ်ခုရှိရပေါ့နော်ဒီမှာ 100k ပေါ့နော် 100k video view ပေါ့နော်ကျွန်တော်တို့ဒီမှာတော့တင်လိုက်တဲ့ video ဥမာ2ပုတ်ဆိုလဲ2ပုတ်ပေါ့နော်2ပုတ်3ပုတ်ဆိုလဲ3ပုတ်အဲ့ဒီဟာလေကျွန်တော်တို့ပေါင်းချင်းတွေအကုန်လုံးက 100k ပြည့်ရမယ်ပေါ့နော်ဟိုပါပေါ့နော်100k ဆိုရင်တော့ကျွန်တော်တို့က view 3သိန်းပေါ့နော်3သိန်းပြည့်ရမယ်ပေါ့နော်အဲ့ဒီ3သိန်းပြည့်ရမယ်ဆိုတာကလည်း limit ရှိတယ်ပေါ့နော်ဒီနောက်ဆုံးမှာကျွန်တော်30 day ပေါ့နော်ရက်30အတွင်းမှာကျွန်တော်3သိန်းပြည့်အောင်ကျွန်တော်လုပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးတွေအကုန်လုံးပြည့်စုံပြီဆိုလို့ရှင်တော့ကျွန်တော်တို့ကဝင်ငွေရတဲ့ TikTok account တစ်ခုကိုကျွန်တော်တို့စပြီးတော့မှဒီစပြီးတော့မှ TikTok စီမှာကျွန်တော်တို့ဒီရှောက်လို့ရပြီပေါ့နော် monetization ရှောက်လို့ရပြီအဲ့လိုမျိုးအကုန်ပြည့်သွားပြီဆိုလို့ရှင်တော့ဒီအောက်ကကျွန်တော်တို့ဒီအနီအောင်လေးနေရာမှာ join ဆိုပြီးတော့မှပေါ်လာမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ join ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဝင်ငွေတွေစပြီးတော့မှရှာလို့ရပြီပေါ့နော်ဒါဆိုလို့ရှင်ကျွန်တော်ကဒီမှာပေါ့နော်ဘာမှအခက်အခဲမရှိဘဲနဲ့ Japan TikTok account တစ်ခုကိုကျွန်တော်အလွယ်တကူဘယ်လိုဖွင့်ရလဲဆိုတာကိုကျွန်တော်ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က
ဒီဂျပန် TikTok အကောင့်မှာပွင့်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီဟာတွေတုံးတဲ့အချိန်မှာလုံးဝ VPN ကိုကျွန်တော်ခံထားစရာမလိုပါဘူးအခုလည်းကျွန်တော် VPN ကိုဖြုတ်ထားတယ်ပေါ့เนาะ VPN ခံစရာမလိုဘူးဒါဟိုအမေးများတဲ့မေကွန်တစ်ခုပဲပေါ့เนาะဒီဟာတွေအကုန်အဲ့လိုမျိုးကျွန်တော်တို့ဖွင့်ပြီးသွားပြီဒီဆိုလို့ရှိရင်ရောဒီဟာကကျွန်တော်တို့က VPN ခံပြီးတော့မှသုံးရမှာလားဆိုတော့လုံးဝကိုကျွန်တော် VPN ခံစရာမလိုပါဘူးဒီတိုင်းပဲကျွန်တော်သုံးလို့ရတာပဲဖြစ်ပါတယ်okay ပေါ့เนาะဒီကျွန်တော်ဒီဗီဒီယိုနောက်ဆုံးရဲ့ကျွန်တော်ဒီပေါ့လက်ဆောင်စကားကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီပေါ့เนาะဒီအခုဖွင့်လိုက်တယ်ကျွန်တော် TikTok account တစ်ခုဂျပန် TikTok account တစ်ခုလည်းကျွန်တော်ပေါ့နော်ဒီလက်ဆောင်ပေးမယ်ပေါ့နော်ပထမဆုံးကျွန်တော်ရဲ့ဒီဗီဒီယိုမှာဒီမှန်လိုက်တဲ့လူကိုကျွန်တော်ဒီ TikTok account ကိုကျွန်တော်လက်ဆောင်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးပေါ့နော်မှန်လိုက်ပေါ့နော်ဘာပဲမှန်ကျွန်တော်အဲ့မှန်တဲ့လူကိုကျွန်တော်ဒီ TikTok account ကိုကျွန်တော်လက်ဆောင်ပေးမှာပဲဖြစ်ပါတယ်okay အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်